weight ကဘယ်လောက်မှအောင်ပါရှိတယ်62.8 something 60နေတော့ရှိပဲ 130 yeah 62.8 62.8 kg 62.8 กิโลค่ะ 138 ပေါင် 138 ဒီတောက်တာနေမှာခွန်မဝတ်နဲ့ထုံးမှာပေါ့ခွန်မဝတ်နဲ့ပတ်သက်ပြီးကျော်ကြီးကဘယ်လိုမြင်ထားလဲ အော်သူကတော့ဟိုကွန်မဝန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုကြီးထားမိတော့ကတော့သူကအကောင်းဆုံးဖိုက်တာတယောက်ပါပဲပြီးတော့သူ့ရဲ့အာသန်နဲ့အဲ့လိုလက်တီးတွေပါတွေရောအကုန်လုံးပေါ့ကောင်းမွန်တဲ့ဖိုက်တာတယောက်ပါ ခွန်မဝတ်နဲ့ပတ်သက်ပြီးအားနည်းချက်ကဘာတွေလို့မြင်ထားလဲ ဒီကစားသမားတွေအကုန်လုံးမှာအာနေချက်အာသာချက်ကတော့အမြင်နဲ့ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဝမ်းမှာထိုးနေတဲ့ကစားသမားတွေတော့များများအကုန်လုံးကကောင်းတဲ့ကစားသမားတွေများတယ်အာနေချက်တို့ရလို့မမြင်မိပါဘူးအရာလုံးကောင်းပါဘယ်လိုမှန်းထားလဲပွဲကိုဘယ်လိုပြီးမယ်လို့မှန်းထားလဲ အဲ့ဒါတော့မနေ့ပြန်စင်မော်ရောက်ရင်တော့သိအောင်ပေါ့ ဒီပွဲကကျော်ကြီးအတွက်၄ပွဲမြောက်ပေါ့နော်အဲ့တော့ one championship ကလက်ရည်အပါလေးနဲ့ထိုးရတာရ one championship မှာအသုံးပြုတဲ့စီးမင်းနဲ့ရောကိုရင်းနှီးမှုရှိသွားပြီလို့ထင်မိလား ရင်းနှီးမရှိဘူးလို့ထင်ပါတယ်။ဘာလို့လဲ၄ဘွဲ့လောက်လည်းကစားပြီးလိုက်ဆိုတော့ဒီလက်အပါရောအမပေးနီးစနစ်တွေရောအားလုံးကျွန်တော်လေးလာပြီးတော့တင်ယူထားပါတယ်။ကိုအတွက်လည်းဒီအားကစားဒီပေါ့နော်ဝမ်ချန်ပီယံရှစ်မှာကစားတဲ့အားကစားကိုအတွက်လည်းရင်းနှီးပါပြီ အဲ့တော့လောဆယ်မှာကျော်ကြီးထိုးတာက138က flying weight နဲ့ bantamweight ကြားထဲမှာပဲဖြစ်နေပေါ့အဲ့တော့ဒီလိုမျိုးစာချုပ်ရမယ်ဆိုရင်စာချုပ်ရတဲ့အနေထားမှာဆိုရင် weight တက်ထိုးမလားအောက်ကိုဆင်းထိုးမလားဘယ်လိုပုံစံမျိုးစီစဉ်ထားလဲ ကျွန်တော်ဝေတန်းပဲတက်ထိုးယူများပါတယ်ကျွန်တော်ဝေတန်းအောက်တော့မစင်းတော့63အပေါ်ပဲတက်ပြမှာ တက်ပြီးတော့နောက်ဆုံးအနေနဲ့ message ပြီးထားပြောဖို့ ကျွန်တော်အားပေးနေတဲ့မြန်မာနိုင်ငံလုံးကပြည်သက်တွေရောဒီထိုင်းနိုင်ငံတနိုင်ငံလုံးကပြည်သက်တွေရောနောက်တစ်ခုကထိုင်းနိုင်ငံမှာရှိရဲ့ထိုင်းပြည်သက်တွေအားလုံးလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်မနေ့ပြန်ပြိုင်ပွဲမှာကျွန်တော်အကောင်းဆုံးကြိုးစားသွားပါမယ်လို့ကျွန်တော်ပြောကြားချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်